ကဲဒီကနေ့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်တို့လာရောက်ပြီးတော့အစပြုကြရအောင်အကြောင်းအရာလေးကဘာလဲဆိုတော့အခုတလောမှာပေါ့နော်ဒီ9လပိုင်းအတော်အတွင်းမှာတစ်ချိန်ကကျွန်တော်ပြောခဲ့ပူတယ်ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ပေါ့နော်တစ်ချိန်ကကျွန်တော်ပြောခဲ့ပူတဲ့နှက်ခမ်းမွေးဆိုတဲ့လူကြီးကကျွန်တော်တို့ရဲ့ရွှေ့ပြောင်းအလုပ်သမားတွေကိုမြန်မာနိုင်ငံသားတွေကိုလိုက်လင်ပြီးတော့နေနေနဲ့မောင်းထုတ်တယ်ဖမ်းတယ်မြန်မာပြည်ကိုပြတ်ပို့တယ်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဒီနေ့ကအတော်လေးကိုပြန်ဆိုးလာတယ်သူတို့လိုက်ဖမ်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရှိတဲ့နေရာတွေတော်တော်များသူတို့လိုက်ဖမ်းတယ်လိုက်ဖမ်းပြီးတော့သူတို့ဘယ်ကိုတော့ပို့မလဲဆိုတော့မြန်မာပြည်နယ်ဆက်ကိုတော့ပို့တယ်မြန်မာပြည်နယ်ဆက်ကိုပို့ပြီးတဲ့နောက်ဆိုရင်သူကထိုင်းကိုပြန်လာလို့မရဘူးတခါတည်းဟိုဘက်မှာစစ်သားတန်းလုပ်လို့ပဲစစ်တပ်ထဲတန်းဝင်ရောပဲအဲ့လိုမျိုးကြီးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးအတွက်အလွန်ကိုအနေရများပါတယ်တရားမဝင်ဘဲနဲ့လက်မှတ်မရှိဘဲနဲ့ဈေးရောင်းတယ်လူတွေတော်တော်များများကိုလည်းသူတို့ဖမ်းတယ်တချို့လူတွေကလက်မှတ်ရှိရင်လည်းသူတို့တွေကဖမ်းတယ်တွေ့ရင်တွေ့တယ်လို့သူတို့မျက်လုံးနဲ့မတဲ့တယ်လို့သူတို့ကလိုက်ဖမ်းလေးရှိတယ်အဲ့ဒီနှက်ခမ်းမွေးတော့အဖွဲပေါ့နော်အခုအဲ့ဒီနှက်ခမ်းမွေးတော့အဖွဲကိုဈေးတစ်ခုမှာကွာဈေးမှာဘယ်ဈေးလဲတော့ကျွန်တော်မပြောဘူးနော်ဈေးမှာရှိနေရောင်းနေတဲ့ဈေးရောင်းနေတဲ့လူတွေပေါ့နော်ထိုင်းနိုင်ငံသားတွေသူတို့ကပြန်လဲပြီးတော့တိုင်လာတယ်အခုပေါ့နော်ဈေးတယ်တွေကသူတို့ကဝယ်တူလည်းမရှိကြတော့ဘူးစိတ်ညစ်နေကြတယ်တာဝန်ရှိတဲ့သူတွေကိုအကူအညီတောင်းလာတဲ့သတင်းပေါ့နော်ဘန်ကောက်ကကြတူကြဈေးမှာအဲ့ဒီကြတူကြဈေးမှာပေါ့နော်ဈေးတယ်အယောက်1000ဥယေလောက်ရှိတယ်သူတို့ကဘာပြောလာတယ်လဲဆိုရင်စီးပွားရေးကမကောင်းတော့ဘူးတဲ့အရင်လိုဈေးရောင်းမကောင်းတော့ဘူးအရင်လိုသူတို့ကဈေးရောင်းလို့လည်းအဆင်မပြေတော့ဘူးတဲ့ဘယ်သူမှလည်းဈေးလာမဝယ်ကြဘူးတဲ့အရင်ကစီကားတဲ့ဈေးကြီးကားတဲ့အခုတော့6ကတ်သွားပြီလမ်းလျှောက်တဲ့ကိုယ့်ရဲ့ခြေတော့အတန်ကိုတောင်ကြားရနေပြီတဲ့ဘယ်လောက်စီတောင်တိတ်ဆိတ်သွားလဲဆိုတာကကိုလမ်းလျှောက်တာကိုယ့်ရဲ့ခြေတော့တန်ကိုယ့်ရဲ့လမ်းလျှောက်တန်ကိုတောင်ကိုပြန်ကြားရပြီဆိုတာလောက်ကတော့အရန်ကိုစိုးသွန်းနေတယ်အရန်တော့အရန်ကိုစီကားနေတယ်တဲ့ဈေးကြီးကအခုကဘယ်လောက်စီတောင်တိတ်ဆိတ်သွားလဲဆိုတာကိုယ့်ရဲ့လမ်းလျှောက်တန်တောင်ကိုပြန်ကြားရတယ်တဲ့ဒီတိုင်းလာဆက်သွားရင်တဲ့ရောင်းမရတော့လို့တည်တဲ့လူရဲတည်သွားလိမ့်မယ်တဲ့အကလုံးစင်ရသားတွေဖြစ်သွားလိမ့်မယ်မွဲသွားတဲ့လူကမွဲသွားလိမ့်မယ်တဲ့သူပြောလာပြီနော်နောက်ဆက်တယောက်ရှိသေးတယ်ဈေးတယ်တွေကပြောလာတယ်အဲ့ဒီနှက်ခမ်းမွေးတို့အဖက်ကပြောနေတယ်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကသူတို့ရဲ့အလုပ်ကိုလူယူတယ်ထိုင်းရဲ့အလုပ်ကိုလူယူတယ်တဲ့ပြောနေကြတယ်တဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအပြင်မှာငါတို့အလုပ်ကိုလာလူလို့လေတဲ့ငါတို့ထိုင်းနေမလုပ်ချင်လို့တဲ့ကော်ဆန်းဆိုတာဘာလဲဆိုတော့ပယံလောက်တာပယံအလုပ်တွေကထိုင်းနေမလုပ်ချင်ဘူးတဲ့အဲ့လိုပင်ပန်းတဲ့အလုပ်တွေထိုင်းနေမလုပ်ချင်ဘူးတဲ့သူတို့အလုပ်ရွေးတယ်တဲ့အဲ့ဒီပင်ပန်းတဲ့အလုပ်တွေကလောက်တာမြန်မာနိုင်ငံသားတွေပဲလုပ်ပေးတယ်တဲ့သူတို့ဒါမရှိဘူးဆိုရင်တဲ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာဘယ်လိုနေမလဲတဲ့အကလုံးကတိုင်ကြားလာပြီဒါပေမဲ့နှက်ခမ်းမွေးကလုံးဝလက်မလျှော့ဘူးလိုက်ဖမ်းနေတယ်အဲကြောင့်ကျွန်တော်တို့ညီကိုတွေကသူကလိုက်ဖမ်းတယ်ဗီဒီယိုတွေသူတင်လာတဲ့အခါမှာသူ့ရဲ့ဗီဒီယိုတွေဝင်မကြည့်ပါနဲ့ like လည်းဝင်မပေးပါနဲ့ view လည်းဝင်မပေးပါနဲ့ကျွန်တော်တို့ဝင်ပေးပြီးစင်သူ့ကိုကူညီရရောက်တယ်သူကလည်းဆက်တင်မယ်သူကပတ်စံရတယ်အဲ့ထက်ကပတ်စံရရင်သူကလိုက်ဖမ်းမယ်အဲ့ဒါကြီးပဲအဲ့ကြောင့်ကျွန်တော်တို့ညီကိုတွေခယူဆိုင်ပါတတိနဲ့နေပါခယူဆိုင်ပါသွားတဲ့နေရာလာတဲ့နေရာတိုင်းမှာခယူဆိုင်ပါလို့ကျွန်တော်ပြောရင်းနဲ့ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုခလစ်ကိုဒီမှာလည်းပဲကျွန်တော်အဆုံးသတ်ချင်တယ်ကျွန်တော်ဗီဒီယိုခလစ်ကိုကြည့်တော့မိတ်ဆွေညီကိုမှန်မှာရောက်တဲ့ကိုကြီးချက်မှချင်းကိုကြီးချက်တာချင်းပြေဆုံးကြပါစေလို့ကျွန်တော်ဗီဒီယိုခလစ်ဒီမှာလည်းပဲအဆုံးသတ်လိုက်ပါအရောက်စရာရောက်ဆိုင်မှာကျေးဇူးအများကြီးတင်ပါတယ်